မင်္ဂလာပါဒီနေ့ကျွန်တော်စီမှာ online ကနေ Samsung Galaxy S24 FE လာပြီးဝယ်ယူ update တော့ဖြစ်ပါတယ်ကျွန်တော် unboxing လေးလုပ်ပြပြီးတော့ plugin စစ်လားမစစ်လားကျွန်တော်လည်းသူလိုက်စစ်ကြည့်ကြမယ်ဝယ်ယူ update တဲ့ရောင်းရမိုးပြရောင်ဖြစ်ပါတယ် 128GB ပုံမှန်ဈေး2900ဘတ်ကိုမှခုလက်ရှိ19900ဘတ်ပဲကျန်ပါတယ်ဗျဆိုင်ကတော့ Central Plan တောင်တူတက်ထပ်မှရှိပါတယ်ဒီအလုံးလေးကတော့ဒါ online ကနေလာပြီးဝယ်ယူ update ဖြစ်လို့ဒါပထုံထနီကိုကျွန်တော်နေ့ချင်းပြန်ပို့ပေးရမှာဖြစ်ပါတယ်ဈေး19900ဘတ်ကိုမှလက်ဆောင်ပါတွေရသေးလဲဆိုတော့အတင်ကောင်း25ဝက်အစိရမယ်ပြီးရင် Bluetooth နဲ့ကြိတ်ရမယ်ပြီးရင်တော့ကျွန်တော်တို့မကွဲရမယ်ကာဘာရမှာဖြစ်ပါတယ်โอเคအကုန်လုံးလုပ်ပေးပြီဆိုတော့ plugin စစ်မစစ်တူလိုက်စစ်ကြအောင်အရင်ဆုံး Samsung အကောင့်ရှိဖို့လိုပါတယ် Samsung အကောင့်တော့ဖောက်ရလွယ်ပါတယ်ဗျကျွန်တော် Gmail နဲ့ချိတ်ပေးရင်ရပါပြီပြီးရင် browser ထဲမှာ Samsung warranty check ထည့်လိုက်ဆိုပြီးတော့ရိုက်ဆက်လိုက်မယ်ကျွန်တော်ပြတတ်တဲ့လိုက်နှိပ်လို့ရပါတယ်ပြင်ထိုင်းစာနှိပ်မယ်အပြင်လိုက်နေမယ်ဗျအပြင်တော့ပေါ်လာပြီအမှ Samsung Galaxy S24 ရပြီအမှခံ30ရက်နေ့3လပိုင်း2026မှာကုန်မှာဖြစ်ပါတယ်ဝယ်ယူတဲ့နေ့က29ရက်နေ့3လပိုင်း2025မှာပါဆိုတော့ plugin လုံးစစ်ပါတယ်အမှခံတော့ကျွန်တော်တို့30ရက်နေ့မှာစပြီးတော့အသက်ဝင်မှာဖြစ်ပါတယ်ဗျ